ဂျာမန်တတာဆိုရင်ရှုပ်ထွေးတယ်ခက်တယ်လို့နာမည်ကြီးတာကြားဘူးကြမှာပါဒါပေမဲ့တကယ်တော့လေသူကလမ်းညွှန်မြေပုံတစ်ခုလိုပါပဲအရန်ကိုယူတီတကြရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီမြေပုံပေါ်ကအဓိကကြဆုံးနေတာတွေကိုအတူတူလေ့လာရင်ဂျာမန်ဘာသာစကားခီးကိုစတင်လိုက်ကြရအောင်ကဲဒါဆိုခီးဆက်လိုက်ကြအောင်ကျွန်တော်တို့ရဲ့ဒီနေ့ခီးစမှာအပိုင်းလေးပိုင်းပါဝင်ပါတယ်ပထမဆုံးဝါချက်တစ်ကြောင်းကိုဘယ်လိုတိစောက်မလဲဆိုတာကနေစမယ်ပြီးရင်ကိုပတ်ဝန်းကျင်ကအရာတွေကိုနာမည်ပေးမယ်နောက်တော့အဲ့ဒီအရာတွေနဲ့အပြန်အလှန်ဆက်တွယ်ပုံကိုလေ့လာပြီးနောက်ဆုံးမှာတော့ဆလာအပြည့်အစုံတစ်ခုပြောနိုင်တဲ့အထိတဖြည်းဖြည်းတိစောက်သွားကြမှာပါခီးတိုင်းကတော့ပထမဆုံးခြေလမ်းကနေစတင်ရတာပဲလေဂျာမန်ဘာသာရဲ့ပထမဆုံးခြေလမ်းကတော့ verb လို့ခေါ်တဲ့ကြေယာခုကိုဘယ်သူကလှုပ်ဆောင်နေလဲဆိုတဲ့ကတ္တာနဲ့ကိုက်ညီအောင်ပြုလုပ်ခြင်းပါပဲဆိုတော့ဒါကစားပွဲရဲ့ပထမဆုံးစီးမြင်လို့ပြောလို့ရလဲ verb conjugation ပါပဲဒီစကားလုံးကြီးကိုကြားပြီးလမ်းသွားခြင်းမလို့ပါဘူးရိုးရိုးလေးပြောရင်ကြေယာလဲကတ္တာကိုတယောက်နဲ့တယောက်အဆင်ပြေအောင်သဘောတူညီအောင်လုပ်ပေးလိုက်တဲ့သဘောပါပဲကဲဒီစရာလေးကိုတစ်ချက်ကြည့်လိုက်ရအောင်Lenem ဆိုတဲ့ verb ကိုနန်းစာအမျိုးမျိုးနဲ့တွဲသုံးတဲ့အခါအနောက်ကအဆုံးထပ်လေးတွေပြောင်းထွားတာတွေ့ရပါလိမ့်မယ်။ဥပမာ ich ကျွန်တော်ဆိုရင် e နဲ့ဆုံပြီး ich လည်းနဲ့ဖြစ်သွားတယ်။ do ဆိုရင်တော့ st နဲ့ဆုံတယ်။စိတ်ဝင်စားစရာကောင်းတာကဒီပုံစံကပုံပန်ကြီးအများစုမှာအမြဲတမ်းလို့ဒီတိုင်းပဲသွားတာပါ။ဒါကြောင့်ဒီစီချက်လေးကိုမှတ်ထားလိုက်ုံနဲ့အများကြီးအဆင်ပြေသွားပါပြီ။ကြည်ရကိုမန်ကန်ပုံမှန်ပြောင်းပြီးပြီဆိုတာနဲ့သူ့နေရာကတတ်မှတ်ပြီးသားဖြစ်သွားပါပြီ။သူကဝါကြတစ်ခုလုံးရဲ့ဒုတိယနေရာမှာကြောက်စုတစ်ခုလိုအခိုင်အမာရပ်တည်နေပြီမှာပါ။အခုလုံးဆောင်ချက်တစ်ခုတော့ verb ရှိပြီဆိုတော့အရာဝတ္ထုတွေနဲ့လူတွေကိုနာမည်ပေးဖို့လိုလာပြီပေါ့။ဒီနေရာပါပဲဂျာမန်ဘာသာရဲ့အင်တန်အရေးကြီးတဲ့သဘောတရားတစ်ခုဖြစ်တဲ့တတာဆိုင်ရာ link grammatical gender ဆိုတာဝင်လာပါပြီ။ဂျာမန်ဘာသာမှာရှိတဲ့နံတိုင်းမှာသူ့ရဲ့ link အမျိုးအစားတစ်ခုတော့ရှိပါတယ်။ပူ link ဆိုရင် del id link ဆိုရင် dieဒါမှမဟုတ်နဘုံ link ဆိုရင် das ပေါ့ဒါကအင်္ဂလိပ်စာက the နဲ့အတူပါပဲဒါပေမဲ့ဂျာမန်မှာတော့အမျိုးအစားခွဲရတာပါအရေးကြီးဆုံးကတော့နံတစ်လုံးကိုလေ့လာတိုင်းသူ့ရဲ့ article ကိုပါတစ်ခါတည်းတွဲပြီးမှတ်ထားဖို့ပါပဲဂျာမန်ဘာသာမှာအရင်အထောက်အကူပြုတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့နာမန်တများကိုစာလုံးအကြီးနဲ့ရေးတာပါပဲဒါကြောင့်ဝါကြတစ်ကြောင်းမှာနာမ်ကိုအလွယ်တကူရှာလို့ရသွားတာပေါ့ပြီးတော့လေဒါဂျာမန်ဘာသာရဲ့ပျော်စရာအကောင်းဆုံးအပိုင်းတွေတစ်ခုပါဂျာမနီကစကလုံးတွေကိုပေါင်းပြီးစကလုံးအရှိကြီးတွေအသစ်တိဆောက်ရတာကြိုက်ကြတယ်။ဒီမှာကြည့်ပါဒါကာဖေနဲ့ဒီမာရှင်းပေါင်းလိုက်တော့ဒီကာဖေမာရှင်းဖြစ်သွားတယ်။လင်မျိုးစားကိုဘယ်လိုဆုံးဖြတ်လဲဆိုတော့အရန်လွယ်ပါတယ်။ပေါင်းထားတဲ့စကလုံးတွဲရဲ့နောက်ဆုံးနံကပဲသူ့ရဲ့လင်ကိုဆုံးဖြတ်ပေးတာပါ။ကဲနောက်တစ်ဆင့်တက်ကြည့်အောင်အခုကျွန်တော်တို့မှာကတ္တာနဲ့ကြီးရရှိပြီးဒီတစ်ခါတော့ဝါကြတဲ့ကိုကမ်ဘူလို့ခေါ်တဲ့ object တစ်ခုကိုထည့်ပြီးကတ္တာနဲ့အပြန်အလှန်ဆက်သွယ်ခိုင်းကြည့်မယ်။ဒီနေရာမှာ case တွေဝင်လာပါပြီ။ case ဆိုတာကြားလိုက်ရင်ခက်မယ်လို့ထင်ရပါမယ်။ဒီကတော့သူကဝါကြတဲ့မှာဘသူကဘာလုပ်နေတယ်ဘသူကိုလုပ်နေတယ်ဆိုတာကိုညွန်ပြပေးကလက်ညှိုးလေးတွေလိုပါပဲဒီမှာပြောင်းလဲလေးတစ်ခုကိုတတိထားကြည့်ရအောင်ပုံလီနံတစ်ခုကဝါကြတဲ့မှာကန်ဖို့တူနီယာဖြင့်လှုပ်ဆောင်ချက်ကိုလက်ခံတဲ့အခါသူ့ရဲ့ article တာကနဲ့ den ကိုပြောင်းသွားပါတယ်အဲ့တော့အဓိကပြောချင်တာက dare ကနေ den ဆိုပြီးပြောင်းသွားတဲ့ဒီတိတိလေးကအဓိပ္ပာယ်ကိုအများကြီးကွာသွားစေတယ်ဒါကကိုအင်ဂျီဟာဝေတဲ့သူမဟုတ်ပဲဝေခံရတဲ့အရာဖြစ်သွားပြီဆိုတာကိုစီစလဲလင်းပြောလိုက်တာပါပဲကဲကတ္တာကြည့်ရတဲ့ကန်ပုတ်တွေနဲ့အတူအခုနောက်ဆုံးအလွှာတွေကိုထပ်ပေါင်းထိပ်ဖို့အချိန်ကြပါပြီအဲ့ဒါတွေကတော့အတိတ်အကြောင်းပြောရတဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုဆက်ပြောပြတာတို့ပဲဖြစ်ပါတယ်အရင်ဆုံးပြစုပန်ကာလကနေဆက်လိုက်ရအောင် e-cover and ice ဒါကရိုးရှင်းပါတယ်အခုရေခဲမုံဝင်နေတာပေါ့ဒါပေမဲ့ဒီလို့ဆောင်ချက်ကပြီးသွားပြီဆိုရင်ရောဘယ်လိုပြောမလဲအသေးအကြောင်းပြောဖို့အတွက်ဂျာမန်ဘာသာကဒီလိုနှစ်ပိုင်းပါတဲ့ဖွဲ့စည်းပုံကိုမကြာခဏအသုံးပြုလို့ရှိပါတယ်။တတိထားကြည့်လိုက်ရင်အခုကြီးဟာဘန်ကဒုတိယနေရာမှာရှိနေပြီးအဓိကလောက်ဆောင်ရဖြစ်တဲ့ Gakov ကဝါကြရဲ့အဆုံးကိုရောက်သွားတာတွေ့ရပါလိမ့်မယ်။နောက်ဆုံးအနေနဲ့တကယ်စကြောင်းတစ်ခုကိုတိဆောက်ဖို့အတွက်ဒီလိုရိုးရှင်းတဲ့စကားဆက်စကားလုံးလေးတွေကကျွန်တော်တို့ရဲ့ဝါကြတွေကိုချိတ်ဆက်ပြီးပိုးပြီးပြည့်စုံတဲ့တွေးခေါ်တွေကိုဖော်ပြနိုင်အောင်ကူညီပေးပါတယ်ကဲ verb အဆုံးသတ်တွေကနေအတေကာလအထိဒါတွေအားလုံးဟာရှင်းလင်းပြီးယုတိကျတဲ့ဖွဲ့စည်းပုံကိုပြသနေတဲ့ A1 အဆင့်ဂျာမန်မြေပုံရဲ့အခြေခံအကျဆုံးအစိတ်ပိုင်းတွေပဲဖြစ်ပါတယ်။နောက်ဆုံးတော့တက်တာဆိုတာအထားအစီးတစ်ခုမဟုတ်ပါဘူး။သူကဆက်သွယ်ပြောဆိုဖို့အတွက်လမ်းညွှန်ပုံစံတစ်ခုသာဖြစ်ပါတယ်။အခုအခြေခံအုတ်မြစ်တွေကိုတီးသွားပြီဆိုတော့ကိုပိုင်ဝါကြားတွေကိုပိုင်ဇလန်တွေစတင်တီဆောက်ဖို့အဆင့်တင်ဖြစ်နေပါပြီ။ဘလို့ယာရီတီဆောက်သွားမလဲဆိုတာကတော့ကိုယ့်အပေါ်မှာပဲမူတည်နေပါပြီ။